SEO အတော်ချုပ်ပြီး summarize လုပ်ရဆိုလို့ရှိရင်ကကျွန်တော်တို့ Facebook ရဲ့ organic reach တူပါပဲဆိုတော့အဲ့ဒါဒီ summarize ပါပဲနည်းနည်းလေးကျွန်တော်ထပ်ချက်ရေးပြောရဆိုလို့ရှိရင် Google ကိုရှာတယ်ဆိုလို့ရှိရင်ပတ်စံပေးတာမဟုတ်ဘဲနဲ့ကြော်ညာပတ်စံပေးရမဟုတ်ဘဲနဲ့ကျွန်တော်ဒါပတ်စံပေးရမဟုတ်ဆိုတော့ဟိုက organic ပေါ့လေအဲ့တော့ပတ်စံပေးရမဟုတ်ဘဲနဲ့ကျွန်တော်တက်လာရဆိုလို့ရှိရင်အဲ့ဒါဒီကျွန်တော် SEO ပါဆိုတော့ SEO ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့လူတွေရှာတဲ့စာလုံးလေးရှိရပေါ့နော်ဟို keyword ဆိုခေါ်တယ်စာလုံးလေးရှိရကိုမင်းအိမ်ခန့်က SEO ကိုအတော်ချုပ်ပြီး summarize လုပ်ပေးပါအောင်နဲ့ okay SEO အတော်ချုပ်ပြီး summarize လုပ်ရဆိုလို့ရှိရင်ကကျွန်တော်တို့ Facebook ရဲ့ organic reach တူပါပဲဆိုတော့အဲ့ဒါဒီ summarize ပါပဲနည်းနည်းလေးကျွန်တော်ထပ်ချက်ရေးပြောရဆိုလို့ရှိရင် Google ကိုရှာတယ်ဆိုလို့ရှိရင်ပတ်စံပေးတာမဟုတ်ဘဲနဲ့ကြော်ညာပတ်စံပေးရမဟုတ်ဘဲနဲ့ကျွန်တော်ဒါပတ်စံပေးရမဟုတ်ဆိုတော့ဟိုက organic ပေါ့လေအဲ့တော့ပတ်စံပေးရမဟုတ်ဘဲနဲ့ကျွန်တော်တက်လာရဆိုလို့ရှိရင်အဲ့ဒါဒီကျွန်တော် SEO ပါဆိုတော့ SEO ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့လူတွေရှာတဲ့စာလုံးလေးရှိရပေါ့နော်ဟို keyword ဆိုခေါ်တယ်စာလုံးလေးရှိရဥပမာဒါမှမဟုတ် marketing ဆိုတဲ့စာလုံးအဲ့တော့ marketing ဆိုတဲ့ keyword အဲ့တော့ how to do marketing in Myanmar ဆိုတဲ့ဟာလဲကျွန်တော်တို့ key phrase ပေါ့နော်စာကြောင်းတစ်ကြောင်းပေါ့အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒီ website ပေါ်မှာကျွန်တော်တင်ရတယ်ပြီးတော့ကျတော့ SEO friendly ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့tag နဲ့ပတ်သက်တဲ့ဟာတွေပေါ့လေဥပမာရှာရတာ Google ဘက်ကဟာတွေရှာရတာလွယ်အောင်ကျွန်တော်တို့လုပ်ပြရတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့စားတဲ့ကျွန်တော် technical လုပ်လိုက်ခြင်းအပြင်6လကနေ1နှစ်လောက်ကြာတဲ့အချိန်မှာကိုယ့်ရဲ့ဒီ website ကkeyword တွေကပို့ပြီးတော့လူတွေရှာတယ်ဝင်ကြည့်ကြတယ်ရှာတယ်ဝင်ကြည့်ကြတယ်ဆိုတဲ့နေရာမျိုးကနေပြီးတော့မှကျွန်တော်တို့ Google မှာ search လုပ်တယ်ဆိုလို့ရှိရင်ထိပ်ဆုံးရောက်လာတဲ့အဆင့်သွားတာပေါ့လေဒါကတော့ SEO ရဲ့အကျေဆုံးပါ